အခု AI ခင်မှာလေကျွန်တော်တို့လူသားတွေဟာတကယ်ကိုအရေးကြီးတဲ့လမ်းဆောင်လမ်းခွာတစ်ခုကိုရောက်နေကြပါပြီဆိုတော့ဒီနီးပညာကကျွန်တော်တို့ရဲ့အနာဂတ်ကိုလုံးဝကိုကွဲပြားတဲ့လမ်းကြောင်းတစ်ခုစီတွန်းပို့နေကြတာပါထလန်းကတော့အရင်ကမမြင်ဘူးတော့ပေါ်များကျွယ်ဝတဲ့ဘဝတွေပေါ့ဒါပေမဲ့နောက်တစ်လမ်းကတော့အန်ဒရီရှိတဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီနီးကျထိန်းချုပ်နိုင်စွမ်းတွေပါပျောက်သွားနိုင်တဲ့အခြေအနေမျိုးပါအဲ့တော့ AI ရဲ့တိုးတက်မှုကကျွန်တော်တို့ကိုအနာဂတ်တော့ရွေးချယ်စရာအစွန်တစ်ခုကိုပေးနေတယ်လို့ပါဗျ။တစ်ဖက်မှာကြည့်လိုက်ရဲ့အရာလိုပေါ်များကျွယ်ဝပြီးလူတိုင်းဝင်ခွင့်ပြမှာတဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်။ဒါပေမဲ့နောက်တစ်ဖက်ကိုကြည့်ပြန်တော့လေဒီနည်းပညာကိုကျွန်တော်တို့ထိန်းချုပ်လို့မရတော့ပဲဒီမိုကရေစီနည်းကျအခွင့်အရေးတွေပါအပြီးတိုင်းဆုံးရှုံးသွားနိုင်တဲ့အန္တရာယ်ရှိကရှိနေပြန်ရော။အဲ့တော့မီးဆရာရှိတာကဒီအကျိုးကျေးဇူးတွေကိုယူတုံးမှအန်နယ်တွေကိုရောဘယ်လိုရှောင်ကြမလဲ။တစ်ခုကိုရဖို့နောက်တစ်ခုကိုစတေးရမှာလား။ဒီနေ့ဒီအကြောင်းအရာမှာတော့အခုအချိန်မှာကျွန်တော်တို့ချမှတ်ရမယ့်အရေးကြီးတဲ့စုံဖြတ်ချက်တွေအကြောင်းကိုအတူတူလေ့လာကြည့်ကြပါမယ်။ကဲဘာကြောင့်ဒီလောက်အရေးကြီးရွေးချယ်စရာတွေဖြစ်လာရတာလဲ။အဓိကကတော့နီးပညာရဲ့အရှင်အဟုန်ပါပဲ။ AI နဲ့စက်ရုပ်နီးပညာတွေရဲ့တိုးတက်နှုန်းကတကယ်ကိုမယုံနိုင်လောက်များနေတာပါ။အရင်ကနဲ့လုံးဝမထူးဘူး။ဥမာအနေနဲ့ပြောရင် GPT-8 ခနဲ့ GPT-4 ကိုရောက်ဖို့၄နှစ်ပဲကြာခဲ့တာ။ဒါပေမဲ့စွမ်းဆောင်ရည်ကဘလော့တက်သွားလဲဒီလား။အစပေါင်းတက်ထောင်ပါ 1000x ဒါမျိုးအစတိုးတက်မှုကအရင်ကနိဗ္ဗာန်လောကမှာမရှိခဲ့ဘူးလူတွေကတော့ဒီနည်းပညာကိုဘယ်လောက်မြန်တုံးလာကြလဲဆိုတော့ချက် GPT ကိုကြည့်လေအသုံးပြုသူတိုင်းတရားပေးဖို့ကိုရက်60ပဲချိန်ယူခဲ့ရတယ်ဒါကသမိုင်းမှာနည်းပညာတစ်ခုကိုလူတွေအများဆုံးနဲ့အမြန်ဆုံးစာသုံးတဲ့စံရည်တစ်ခုပါပဲပြီးတော့ဒီတိုးတက်မှုက software တွေမှာပဲရပ်နေတာမဟုတ်ဘူးเนาะလူနဲ့တူတဲ့စက်ရုပ်တွေ humanoid robot တွေရဲ့ဈေးကွက်ဆိုရင်2035မှာ$38 ဘီလီယံလောက်ထိကြီးထွားလာမယ်လို့ခန့်မှန်းထားကြတယ်ဆိုတော့ရုပ်ပိုင်းဆိုင်ရာနည်းပညာတွေကလည်းအရှိန်အဟုန်နဲ့လိုက်လာနေပြီဘိုးပြစိတ်ဝင်စားစရာကောင်းတာက